4 3 minus 5 4ပြန်ဆိုင်ကဲဆယ်မကြီးများဟုတ်ပါကဲဇွဲမထွန်းရပေးလိုက်ပါဦးဇွဲမကဲနံပါတ်7လည်းကောင်းပါတယ်ခေနောက်တစ်ပုတ်7 minus 6 3 3ပြန်ဆိုင်6 minus 5 4 4ပြန်ဆိုင်အမှတ်တရကြည့်ပြီးကြပြီလား7မှတ်လေးများပြပါဦးဟာကဲ3ယောက်ထဲတယ်ကွာကဲအားပေးလိုက်ပါဦး3ယောက်ထဲရတာကဲနံပါတ်9နေကွာနှမျိုးဖို့ကောင်းတယ်ကဲပြန်နေကြပြီတို့ရှိရ2ယောက်ကတော့ပြန်နေကြပြီညီညာပြောင်ပြူးနေရပဲကဲနောက်ဆုံးပုတ်12 minus 6 4ပြန်ဆိုင်22 4 minus 1 4ပြန်ဆိုင်31 2 3 minus 5ပြန်ဆိုင်ကဲဆယ်မကြီးမြကဲကိုကြီးနှစ်ယောက်တီးပေးလိုက်ပါဦးကိုကြီးနှစ်ယောက်ပေးလိုက်ပါဦးကဲတို့နောက်ကိုကြွားတော့မယ်ကဲဘယ်နှမလေးတော့အမကလေးတွေဟာကဲ9 7နှမျိုးကြကောင်းတယ်နော်ကဲလှုပ်စမယ်2အမလို့1 2 3 5မိသားကြီး4 5 6 မိသားကြီးခွန်8 8 9 10မိသားပြီ Okay အဲ့ဒါဆိုရင်ဘောပါအမှု